여러분 안녕하세요. 수야로리 디네 을까요 소래 그라마리오 릴라도마ဖြစ်ပါတယ်. 디 그라마리가တော့တစုံတစ်ယောက်ကိုအလုပ်တစ်ခုခုအတူတူလှုပ်ဆောင်မှုညှိနှိုင်းတဲ့ခါမှာသုံးပါတယ်။မြန်မာလိုနှိစက်ဆုံးပြန်ရရင်တော့ကြမလား။ဥပမာကိုကရုပ်ရှင်သွားကြည့်ခြင်းနဲ့အဲ့ဆိုရင်တငယ်ချင်းနဲ့ညှိရတော့မယ်။ဘယ်လိုလေးခေါ်မလဲဆိုရင်ငါတို့ရုပ်ရှင်သွားကြည့်ကြမလား။ပြီးတော့ကော်ဖီတောက်ခြင်းနဲ့ကော်ဖီဆိုင်သွားခြင်းနဲ့တငယ်ချင်းကိုဘယ်လိုလေးခေါ်မလဲ။ငါတို့ကော်ဖီဆိုင်သွားကြမလား။အဲ့လိုမျိုးညှိနှိုင်းတဲ့ခါမှာသုံးတယ်။မြန်မာလိုနှိစက်ဆုံးကတော့ကြမလား။သူကတော့ပုံစံလေးနှစ်မျိုးရှိရပေါ့နော်အသက်မပါရင်တော့လက်သက်လေးထည့်ပြီးတော့ကာယိုပေါင်းမယ်အသက်ပါရင်တော့ဥလကာယိုပေါင်းမယ်ဂါတာလက်သက်ထည့်မယ်ဂိုင်ကာယိုတွားကြမလားဘူတာဘူလကာယိုကြည့်ကြမလားဂုံဘူးဟာတာဂုံဘူးဟဲလ်ကာယိုစာလုပ်ကြမလားမုတ်တာအသက်ပါရင်တော့မော်ဂုလကာယိုစားကြမလားအဲ့လိုမျိုးညှိနှိုင်းတဲ့ခါမှာသုံးတယ်မြန်မာလိုကတော့ကြမလားဥပမာစာကြောင်းလေးနဲ့လေ့လာပါမယ်이번 주말에 같이 영화 볼까요? 이번 주말에 같이 영화 볼까요? ဒီတစ်ခေါက်ပိတ်ရက်မှာအတူရုပ်ရှင်ကြည့်ကြမလား주말ဆိုတာပိတ်ရက်ပေါ့နော်내일 공원에 같이 갈까요?မနက်ဖြန်ပန်းခြံကိုအတူသွားကြမလား공원ဆိုတာပန်းခြံပေါ့နော်오늘 저녁으로 피자를 먹을까요?ဒီနေ့ညနေစာအနေနဲ့ပီဇာစားကြမလား우리 지금 라면 먹을까요? ငါတို့အခုခောက်ဆွဲပြုတ်စားကြမလား 다음 주 토요일에 제주도에 갈까? သူကအနှိမ်သုံးနေနဲ့ယိုဖြုတ်လို့ရပါဘောနော် 다음 주 토요일에 제주도에 갈까? နောက်တစ်ပတ်စနေကြရင်제주ကျွန်းကိုသွားကြမလားညှိတာပေါ့နော် 숙제가 너무 어려워요. 인사가အရန်ခက်တယ် 선생님한테 물어볼까요? ဆရာမစီကိုမေးကြမလား 물어보다ဆိုတာကမေးတာပေါ့နော်အဲ့တော့ညှိလိုက်တယ်တော့မေးကြမလားပေါ့ 일이 너무 많아. အလုပ်တွေအရန်များတယ် 나도 너무 힘들어. ငါလည်းအရန်ပင်ပန်းတယ် 우리 잠깐 쉴까? ငါတို့ခဏလောက်နားကြမလား 그래 좋아. ကောင်းပြီဒီမှာဆိုရင်တငယ်ချင်းချင်းဆိုတော့နောက်ဆုံးယိုရီတစ်ခုမှမပါဘူးပေါ့နော် 일이 너무 많아요. အလုပ်တွေအရန်များတယ် 나도 너무 힘들어요. ငါလည်းအရန်ပင်ပန်းနေတယ် 우리 잠깐 쉴까요? ငါတို့ခဏတစ်ဖြုတ်နားကြမလား 그래. 그래요. 좋아요. ကောင်းပြီအရှိကောက်ကအဲ့လိုပေါ့နော်နောက်ထပ်나 커피 마시고 싶어. 나 커피တောက်ချင်တယ် 그럼 지금 카페에 갈까? ဒါဆိုအခု 커피ဆိုင်သွားကြမလား 지금? အခုလား 가자. သွားကြဆို여러분도 level 1မှာ grammar လေးအများကြီးလေ့လာပြီဆိုတော့ဒါလေးတွေအားလုံးကိုသိမယ်လို့ယုံကြည်ပါတယ်နော် 수빈 씨 지금 뭐예요? 수빈 씨အခုဘာလုပ်နေလဲ 숙제를 하고 있어요. အင်စာလုပ်နေပါတယ် 저랑 같이 할까요? ကျမနဲ့အတူအင်စာလုပ်ကြမလား 네 좋아요. 같이 합시다. ဟုတ်ကဲ့ကောင်းပါပြီအတူတူလုပ်ရအောင်ဒီမှာလဲအင်စာအတူလုပ်ဖို့ညှိတာပေါ့နော် 여러분ဒီနေ့ grammar လေးအရင်တစ်ချိန်ကလေ့လာခဲ့တဲ့ဥလေယိုဆိုတဲ့ grammar နဲ့အများကြီးလွဲတတ်ပါတယ်ဘာလို့ဆိုတော့မြန်မာလိုကနည်းနည်းမကွာဘူးလေမလားကြမလားမေးတာချင်းတူတူပဲဒါမဲ့သဘောထားတော့ကွာတယ်ဒီနေ့လေ့လာခဲ့တဲ့ဥလကာယိုကနှစ်ဦးနှစ်ယောက်စလုံးရဲ့သဘောထားကိုထည့်သွင်းစဉ်းစားတယ်ကျွန်တော်ကဒါမျိုးလုပ်ရှင်တယ်သူရောဒါမျိုးလုပ်ရှင်ရလားလို့မေးလိုက်တယ်ဟိုက okay ဆိုရင်အဲ့ဒီအပြုတ်မှုအဲ့ဒီလှုပ်ဆောင်ချက်ကိုအတူလုပ်ကြတော့မယ်ပေါ့နော်ဒါမဲ့ဥလေယိုကကြတော့ကိုယ်သဘောထားကိုလုံးဝထည့်သွင်းမစဉ်းစားဘူးတစ်ဖက်လူရဲ့စံနာလေးကိုပေါ့နော်ဥပမာငါတို့ခောက်ဆွဲပြုတ်စားကြမလားအဲ့ဆိုရင်နှစ်ယောက်စလုံးရဲ့စံနာပါဝင်တယ်ညှိပြီးတော့ तू က okay ဆိုရင်နှစ်ယောက်လုံးအတူတူခောက်ဆွဲပြုတ်စားကြတော့မယ်အဲ့လိုမဟုတ်ဘဲနဲ့ဥလေယိုနဲ့ခောက်ဆွဲပြုတ်စားမလားရင်ခောက်ဆွဲပြုတ်စားခြင်းလားရင်အဲ့ဆိုရင်တစ်ဖက်လူစံနာအဓိက तू စားခြင်းလားပဲမေးနေတာကိုကလုံးဝမပါဝင်ဘူးပေါ့နော်ပြီးမှအတူတူစားရင်စားမယ်ပေါ့ဒါမဲ့မေးတဲ့အချိန်မှာကိုယ်စံနာမပါဝင်ဘူးပေါ့ကျတော့ဘုန်းတို့꿰မယ်နော်ဟုတ်ပါပြီအဲ့ဆိုရင်နားလည်မယ်လို့ယုံကြည်ပါတယ်ရှင်နောက်ချိန်မှာတွေ့ပါမယ်안녕히 계세요